ရှိနေတဲ့ဖရားကတော့ဘာနန်းမှာရှိတဲ့စမှုချက်တီဖရားဖြစ်ပါတယ်စမှုဘက်ကဆိုရင်လက်ဘက်ဆရာနေရာအများအပြားတည်ရှိပြီးတော့ဘာနန်းပွဲဆိုတာလည်းအရန်ကိုနာမည်ကြီးတဲ့ပွဲတွေဖြစ်ပါတယ်ဆယ်လီတွေရုပ်ရှင်မင်းသားမင်းသမီးတွေလာကြပါတယ်ရှိုးပွဲတွေလည်းရှိလို့အရန်ကိုစီကားပါတယ်မိုးရွာတာတောင်ဖရားပွဲကအရန်ကိုစီကားပါတယ်အခုတောင်မှမိုးရွာနေနေကျမတို့သွားခဲ့ရတာဖြစ်ပါတယ်ပွဲသွားချင်းလုံးကျမတို့တွေအလုပ်မြင်လုပ်လိုက်ပါတယ်အားနဲ့ပဲအလုပ်ပြီးတော့မိုးရွာချလာပါတယ်ရှင်မိုးရွာချလာတော့ကျမတို့တွေပြန်လာပါတယ်အခန်းကိုပြန်လာပြီးတော့ဘာညာတရကလောက်တာပေါ့ရှင်ခေတန်းပွဲသွားမဲ့လူတွေကမရောက်ပဲကျမတို့တွေကရောက်သွားခဲ့ပါတယ်ကျမတို့တွေပြန်လာပြီးတော့မိုးဆဲတဲ့ကြီးခဏဆောက်လိုက်ပါတယ်မိုးကဆက်ရွာနေတော့မသွားတော့ဘူးဆိုပြီးတော့အခန်းမှာပဲနေလိုက်ပါတယ်မိုးနေဆဲသွားတာနဲ့ကျမတို့တွေသွားခဲ့ပါတယ်ချစ်စရာကောင်းတဲ့ထိုင်းမလေးနှစ်ယောက်နဲ့လည်းဒီဖရားလေးမှာတွေ့ပြီးဓာတ်ပုံတွေ့ရိုက်ခဲ့ပါသေးတယ်ရှင်ကျမတို့သွားတာနည်းနည်းနောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်ကန်တော့မသွားခဲ့တော့ပါဘူးဒါကတော့ဒီဘက်ကန်မှာပေါ့နော်